င်္ဂလာပါကျမတို့လည်းချစ်ချင်ဖြစ်ပါတယ်ကျမမှာတားသမီး3ယောက်ရှိပါတယ်ခင်းမမရှိတော့ပါဘူးကျမတားလေးကြီးလေးနာမည်ကလင်းလင်းထက်လို့ခေါ်ပါတယ်ကလေးကမိုးရပါနှလုံးသားပါခေါ်ပါတယ်ဒီလိုစိတ်ရောပြောတာနှလုံးသားကြိုးပြောတာအခုပြင်ပြီးတော့ဆိုင်းကြတဲ့ရက်မှာယောဂပူပြီးတော့ဆိုးပါတယ်နှလုံးသားကျဲကြီးလာဖြစ်လာတယ်ဆိုးရင်လည်းပြောပါတယ်အရင်နေလို့ထိုင်လို့မကောင်းတဲ့ခါကျတော့ဒီနှလုံးလေးပါလေဟိုခြိုက်နှဒိုးလေးပါလေခြိုက်အောင်ရတာလို့ရှိတယ်ဒီကအရန်မောတာလို့ဆိုတာရှိတယ်နေတိုင်းမကောင်းဖြစ်တယ်စိတ်တော့ပူတာပေါ့နော်အများမြင်တော့ကောင်းနေတာပေါ့နော်အလူချင်းအမရှိတော့အခုချိန်ကြီးနေရတာနေထိုင်ကောင်းရင်တော့ကောင်းတာပေါ့နော်နေထိုင်မကောင်းတော့ခါကျတော့စိတ်ညစ်တာအဲ့လိုလို့ကိုကနေတိုင်းမကောင်းဆိုတော့မရှိဘူးကိုကမကောင်းတဲ့အလုပ်ကတော့တွားနေရတယ်အဲ့လိုမျိုးခလေးကတော့ဘူးဖွားနေတယ်ဟာတော့내가 저는 내가 내일 해봐. 내가 쉬는 거야. 부자네야 되잖아. 너요. 나 뭐가 나와서 그래. 그래서 뭐가 나와서 그래. 아자이 뭐야 나는 하나가 나오고. 아 진짜 진짜 온기지 마. 엄마가 신고 오비야. 다음에 부산에 다음에 미래 다니는 다 나름대로 내가 오늘 회사 꾸고 있지 마. 아 좋아 나 꾸려 짜래 칼리리 아 칼리리 또에 파이야ပြောပြီးဆက်တော့ရတယ်ကျမသားလေးကလေဟိုမွေးရပဲရောကပါလာတဲ့အတွက်အလူရှင်ရတယ်မရှိဘူးเนาะအခုတော့အခုလိုဖြစ်နေတဲ့ယောဂအခြေအနေတွေရဲ့ချိန်မှာအကုန်လုံးကဝိုင်းဝန်းပြီးတော့ကူညီပေးနေဆိုဒီမှာဝမ်းသာပါကျမသားလေးကအခုအချိန်ဒီမှာဆိုပို့ပြီးတော့ဆိုးလာတဲ့အတွက်ဝိုင်းဝန်းပြီးတော့မြင်မြန်ဆန်ခွဲစိတ်နိုင်အောင်ကူညီပေးကြပါလို့ကျမကတောင်းဆိုပါတယ်ရှင်